ကျွန်တော်ဖျက်ခံရနိုင်တဲ့အခြေအနေကနေပြန်လာနိုင်ခဲ့တဲ့ကွင်းလယ်မော်ဆရာအာဆင်နယ်ကလဝင်းကာဆိုလာပရိသတ်များဝဲမင်လာများတနာအိုင်မက်ခွန်ရှိကောအလိုင်းချက်ကနေပြန်လဲကြိုလိုက်ပါရင်ဆန်နီကာဆိုလာရဲ့ပြန်လာနိုင်စွမ်းကတော့အမခန့်ပါပဲသူဟာကျွန်တော်ဖျက်ခံရနိုင်တဲ့အခြေအနေကိုရောက်ခဲ့သူဖြစ်ပေမဲ့လက်ရှိချိန်ထိဘောလုံးကစားနေစေသူဖြစ်ပါရင်အသက်40ရွယ်ကာဆိုလာသူ့ရဲ့ငယ်ဘွားကလပ်ရီယယ်အိုဗီတိုအသင်းကိုလာလီဂါစီတန်းထက်လာနိုင်အောင်သွင်းကိုတွေနဲ့ကူညီပေးခဲ့တယ်လို့တင်းတင်းနဲ့ခြေစွမ်းကောင်းတွေကိုလည်းပြသနေနိုင်စေဖြစ်ပါတယ်။သူဟာရီယယ်အိုဗီတိုအသင်းမှာလာစာကိုအနည်းဆုံးယူထားသူဖြစ်တယ်လို့အသင်းရဲ့အကယ်ဒမီဖွံ့ဖြိုးတိုးတက်ရေးကိုလည်းလှုံ့ဆော်ပေးနေသူဖြစ်တဲ့အတွက်လေးစားစရာအင်တန်ကောင်းပါတယ်။ကာဆိုလာအာဆင်နယ်မှာကနဝင်ဖြစ်ခဲ့ပေမဲ့ပရိသတ်တွေပေးခဲ့တဲ့ကနဝင်ဆိုတဲ့ဂုဏ်ပို့ကိုတော့အရယူသွားနိုင်ခဲ့သူပါ။ပြင်းထန်အားပါလွန်ပြီးဘဲညာမရွေးတဲ့သူ့ရဲ့ထင်ရှားတဲ့ဝိသေသပါပဲ။သူကဘဲတလားညာတလားဆိုတာတော့ခွဲမရတဲ့အခြေအနေရှိခဲ့မှုပါတယ်။2012နေရာဒီအပြောင်းရှင်းမှာသူအာဆင်နယ်စီရောက်ရှိလာခဲ့တဲ့ဖာဘရီကတ်ဗမာစီအလန်ဆန်နာဆောင်းတို့ထွက်ခွာသွားတဲ့အာဆင်နယ်ဟာစုပ်ကပ်ဖြစ်နေတဲ့အချိန်မှာအဓိကစားမတွေထွက်ခွာမှုတန်းကိုအာဆင်နယ်ပရိသတ်တွေအလူးလဲခံခဲ့ရပါတယ်။ဒီတရားတွေကိုအကောင်းဆုံးစေကြောပေးခဲ့သူကတော့ကာဆိုလာပါပဲ။ပိုရော့စကီဂျီဟော်ရိုနဲ့အတူအာဆင်နယ်ကိုသူရောက်ရှိလာခဲ့တဲ့ဒီတလောက်ထင်းတဲ့အသင်းနဲ့ချစ်ချင်းကိုအသားချခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့သူကတော့ကာဆိုလာပါပဲ။ဆန်လာနဲ့ကစားခဲ့တဲ့ဖွင့်ပွဲမှာကာဆိုလာဂိုးရနိုင်တဲ့ခွင့်များစွာကိုဖန်တီးပေးနိုင်ခဲ့ပြီးအကောင်းဆုံးကစားမဆုကိုရရှိခဲ့ပါတယ်။အဲနောက်စတိုစီးတီနဲ့ပွဲမှာလည်းသူဆက်လက်ခြေစွမ်းပြခဲ့ပြီးအာဆင်နယ်တို့နှစ်ပွဲဆက်ဂိုးမရှိသေးကြားခဲ့ပေမဲ့ကာဆိုလာကတော့ဂိုးရနိုင်မဲ့ခွင့်များစွာကိုရှာဖွေပေးနိုင်ခဲ့တာပါ။လီဗာပူးကို2ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာတော့ကာဆိုလာကတဂိုးသွင်းတဂိုးဖန်တီးကအသင်းအတွက်ကောင်းမွန်တဲ့ခြေစွမ်းတွေဆက်တိုက်ယူဆောင်လာပေးခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကစားမဘွား3ပွဲကစားပြီးချိန်မှာသွင်းဂိုးတဂိုးဖန်တီးမှုတစ်ချိန်အကောင်းဆုံးကစားမဆုတဆုတို့နဲ့အာဆင်နယ်ပရိသတ်တွေရဲ့ရင်းနှီးကိုကာဆိုလာချက်ချင်းရောက်လာခဲ့ပါတယ်။ရီဒင်းနဲ့ကစားခဲ့တဲ့ပွဲမှာဟက်ထရစ်သွင်းနိုင်ခဲ့သလို Old Trafford မှာ United ဘက်ကိုတဂိုးလန်ဒန်ဒါဘီမှာ Spurs ဘက်ကိုတဂိုး Aston Villa ဘက်ကို2ဂိုးနဲ့သူ့စီကအရေးပါတဲ့သွင်းဂိုးနဲ့ဂိုးဖန်တီးပေးမှုတွေကိုအချိန်ချင်းရခဲ့တာပါချန်ပီယံလိဝင်ခွင့်အတွက်အရေးပါခဲ့တဲ့ weekend ပွဲမှာကာဆိုလာဟာအာဆင်နယ်အသင်းအတွက်4ဂိုးထိဖန်တီးပေးခဲ့ပြီးအထူးချိန်စွမ်းပြခဲ့တာဖြစ်ပါတယ်အဆိုပါရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိ38ပွဲလုံးပါဝင်ကစားပေးခဲ့သလို12ဂိုးအတွင်း14ဂိုးဖန်တီးပေးခဲ့တာတနင်္လာအကောင်းဆုံးကစားမဆုကိုပါရရှိခဲ့တာဖြစ်ပါတယ်2013ဘောလုံးရာသီမှာအသင်းအတွက်ရေးပါတဲ့ခိုက်တန်တွေကိုဖန်တီးပေးနေတော့မှာပဲအာဆင်နယ်အသင်းနဲ့ရှေ့ဗလာလည်းမဖြစ်နေမှုကိုကာဆူလာကအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်ဟာစီးတီးနဲ့ကစားခဲ့တဲ့ FA ဗလာဘောလုံးပွဲမှာအာဆင်နယ်တို့2ဂိုးပြည့်ရှုံးနေနေတာပါဒါပေမဲ့ကာဆူလာရဲ့ free kick ကနေထွေပါကိုပြန်သွင်းယူမှုနဲ့အတူ epic comeback နဲ့အာဆင်နယ်တို့နိုင်ခဲ့တာဖြစ်ပါတယ်ဒီဂိုးဟာ27ရာစုအာဆင်နယ်သမိုင်းရဲ့အရေးပါဆုံးဂိုးတွေကတဂိုးဖြစ်ခဲ့ပါတယ်အာဆင်နယ်ကစားမဘွားတတိယမြောက်ရာသီ2014-2015မှာလည်းကာဆူလာဟာအသင်းအတွက်အကောင်းဆုံးပေးဆက်နေတော့မှာပဲအသင်းလိုအပ်ချက်ရာနေရာဆုံးကစားပေးခဲ့ရပြီးကစားတဲ့နေရာတိုင်းမှာလည်းခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးနဲ့ကစားခဲ့တဲ့ကိုနေတိုင်းပွဲစဉ်မှာဥဆောင်ကိုသွင်းယူပေးခဲ့ပြီးရာသီအဖွင့်လာစေခဲ့တယ်လို့အက်စတိုဗီလာအသင်းနဲ့ကစားခဲ့တဲ့ FA ဗလာဘိုလူပွဲမှာလည်းအကောင်းဆုံးစားမဆုကိုရယူပြီးရာသီအပိတ်လာစေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အာဆင်နယ်ကစားမဘွားနောက်ပိုင်းနှစ်တွေမှာတော့သူဟာအင်မတန်ပြင်းထန်တဲ့ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ခွဲစိတ်မှုပေါင်း14ချိန်ထိပြုလုပ်ခဲ့ရပြီးဆရာဝန်တွေက6ထောက်ဖြတ်ပစ်ဖို့အထိပါစဉ်းစားခဲ့ရတာပါ။အာဆင်နယ်ကလည်းဒါဟာသူ့ရဲ့နီးပြဘွားမြင်မှုတဲ့ဒဏ်ရာတွေထဲမှာပြင်းထန်ဆုံးလို့မှတ်ချက်ပေးခဲ့ပါတယ်။ကာဆိုလာအနေနဲ့အင်မတန်ကန်ကောင်းလို့သာဘောလုံးပြန်ကစားနိုင်တဲ့အခြေအနေကိုပြန်လည်ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။2018ဘောလုံးရာသီမှာအာဆင်နယ်နဲ့စာချုပ်တိုင်းကုန်ဆုံးသွားခဲ့ပြီးဗီလာရီယက်စီကိုရောက်သွားခဲ့ပါတယ်။ကာဆိုလာဟာအာဆင်နယ်မှာကနဝင်ဖြစ်ထိုက်ခဲ့သူပါပဲ။သူရဲ့သွင်းဂိုးတွေဂိုးဖန်တီးပေးမှုတွေနဲ့အာဆင်နယ်ပရိသတ်တွေကိုပြောခဲ့ရပါတယ်။သူဟာကစားမဘွားအကောင်းဆုံးခြေစွမ်းပိုင်းခြားကိုအာဆင်နယ်မှာကုန်ဆုံးခဲ့ပါတယ်။သူဟာဟိုနယ်ရီယိုခစ်ကိုမိခဲ့ရင်အာဆင်နယ်အတွက်ကနဝင်ဖြစ်မဲ့သူဟာရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့အာဆင်နယ်လူစင်းမှာပါဝင်ဖို့ထိုက်တန်တဲ့အထိခြေစွမ်းရှိသူဖြစ်ပါတယ်။ဘိုင်ပြပြပါအာဆင်နယ်ပရိသတ်ရဲ့ရင်ထဲမှာတော့ကာဆိုလာဟာကနဝင်ဖြစ်ရှိနေမှာတင်ကြပါတယ်။ကာဆိုလာဟာအိမ်တော်ဖေးချန်ဝင်းထဲမှာကလေးတွေနဲ့ဘောလုံးကစားနိုင်တော့ကန်ကောင်းလို့ဆိုတဲ့အခြေအနေကနေအိုဗီယေဒိုအသင်းကိုလာလီဂါစီဆွဲတင်ပေးနိုင်ခဲ့တဲ့သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။